ကေအမတ်ပြစ်ပေးထားတဲ့အရန်စားကောင်းပြီးတော့အမျိုးအစားအရန်စုံလင်တဲ့ Japanese barbecue buffet ဆိုင်လေးတစ်ခုကိုကေကခေါ်သားပေးပါမယ်။ကေနဲ့ကြိုလိုက်ခဲ့ပေးပါဦး။ဆိုင်နာမည်ကရန်ကင်းကျောက်ကုန်းမှာရှိတဲ့မန်ဘုကုပဲဖြစ်ပါတယ်။ဒီဆိုင်လေးကကေအမြဲတမ်းလာစားဖြစ်တဲ့တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်မိသားစုတွေနဲ့ပဲဖြစ်ဖြစ်သူကကြဲကြဲဝန်းဝန်းလည်းရှိရဲ့တက်တက်ရရက်လည်းရှိရဲ့အသားငါးတွေပြင်ဆင်တဲ့အရသာနေတာတွေဆိုရင်လည်းပွင့်လင်းမြင့်တာမှုရှိရဲ့ပြီးတော့မန်ဘုကုကနေပြီးတော့အသားငါးတွေနေပေးရဲ့ signature sauce တွေကလည်းအရန်စားလို့ကောင်းတယ်။ကေဒီဆိုင်မှာစားတာဆိုရင်နှစ်ပေါင်းမနည်းတော့ဘူး။အနည်းဆုံး3လတစ်ခါလောက်ကတော့အနည်းဆုံးရောက်တယ်။ပြီးတော့ barbecue စားမယ်ဆိုရင် sauce ကအရေးကြီးရည်နော်ဒီကလေမကြီး sauce ကလေအရန်ကိုစားကောင်းတာပါတိလား seafood sauce လည်းကောင်းပါတယ်ဒါမဲ့လုံးဝမကြီး sauce ကအသက်ပဲအဲ့ဒါကိုမားစက်သွန်ဖြူလေးတွေနနံပင်လေးတွေစက်သွန်မိတ်လေးတွေတခါရဲအထုံလုံးလိုက်ပေါ့နော်အဲ့ဒါဆိုတော့လုံးဝ perfect ပဲရန်ကင်းဆိုလို့ရှိရင်ကင်ရဲ့နေရာနဲ့ဆိုနည်းနည်းလေးဝေးရပေါ့နော်ဒါပေမဲ့အရန်အောင်ကြိုက်လို့လေဒီစားကိုအများကြီးရအောင်လာစားဖြစ်တယ်မန်ဘုကုကိုအရင်စစားဘူးတော့ကတော့ तू က appetizer အများကြီးပဲပေးထားတာလေအဲ့လိုဆိုတော့အသေးအတန်မုတ်တွေကိုလည်းတစ်ခုချင်းစီလိုက်မြည်ရတဲ့အခါကျတော့ခဏလေးနဲ့ပဲဘိုက်ကတင်းသွားတာပေါ့နော်ကိုကလည်းအများကြီးမစားနိုင်တော့နောက်ပိုင်းကျတော့လည်းနည်းနည်းလဲလဲဝဲရှိသွားတာပေါ့နော်ကိုရဲ့ package ထဲမှာပါတယ်ကောင်းပေးညွန့်ပေးဆိုတာမျိုးကြီးပဲနှစ်ပွဲတွေသုံးပွဲတွေတောက်လျှောက်မှာပြီးတော့စားပြစ်တာပေါ့မာ side dish တွေကလည်းအများကြီးပဲ hot dish တွေကလည်းအများကြီးပဲအဲ့ဒါကိုမ salad တွေ dessert တွေပြီး soft drink တွေ beer လည်းပါတယ်ဟို package အလိုက်ပေါ့နော်ကေကရိုးဝါမှာဆိုလို့အများနဲ့လာစားပြစ်တာမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုတော့package ရွေးပြီးဆိုရင်တော့လုံးဝအစုံဆုံးအကောင်းဆုံးဆိုတဲ့ package ကိုပဲရွေးပြီးတော့စားပြစ်တယ်အခုဒီမှာဆိုရင် package က၄မျိုးလားမသိဘူးရှိရယ်ကေကတော့အများနဲ့ sakura package ကိုပဲရွေးပြီးတော့စားပြစ်တယ် salmon လည်းကြိုက်တယ်ဆိုတော့လေသူရဲ့ package ၄မျိုးထဲမှာလေဒီအနှိမ့်ဆုံးမန်ဘုကု package ထဲမှာတော့မှာပဲရွေးချယ်စရာတွေကအများကြီးပဲအခုမြင်တဲ့ဟာတွေအကုန်လုံးပါဒီမန်ဘုကု package ထဲမှာပါပြီးသားတယ်ကေရဲ့ vlog လေးကိုကြည့်ပြီးသွားတော့မှမန်ဘုကုမှာလာစားမဲ့သူတွေကသူ့ရဲ့ technique ထဲမှာမမျောသွားစေနဲ့နော်သူကသူ့ရဲ့အရန်ကောင်းတဲ့ appetizer တွေကိုပေးထားပြီးတော့ barbecue တွေတိတ်ပြီးတော့မကင်စားနိုင်မင်းနဲ့ bite တင်တော့အောင်လုပ်ထားမှာပါအမဟိုဟာယူလိုက်ဒီဟာယူလိုက်နဲ့စုံနေအောင်ပဲယူပါတယ်အစားအသောက်အတွက်ဆိုရင်အရန်အောင်တက်ကြွတော့ကေပါပဲရှင်ဒါကတော့အချိုပွဲလေးတွေပါချိုပွဲတွေကလည်းအများကြီးပဲစုံနေရပဲညမမုတ်တွေလည်းပါတယ်အသီးတွေလည်းနည်းနည်းပါးပါးပါတယ်ပြီးတော့ရေခဲမုတ်တွေလည်းပါတယ်ပူတင်းတွေလည်းပါတယ်ဒါကေယူတဲ့ Sakura package menu လေးပါကဲအားလုံးစုံနေအောင်ယူပြီးပြီဆိုတော့စပြီးတော့ကေမှာတော့မယ်ကေမှာထားတာလေးတွေပါဒါတွေကိုကေအမြန်ဆုံးတုတ်ချတင်ပြီးတော့စားပါတော့မယ်ရှင်ရန်ကြိုက်တဲ့ဆမ်မွန်တွေကနေပြီးတော့စပြီးတော့ကေနေပါပြီပြီးတော့ကေနှုတ်အုံသားတွေလည်းကင်တယ်ပြီးတော့အမဲရှာတွေကင်တယ်ပြီးသွားလို့ရှိရင်အမဲသား top plate ဒီက top plate ကိုကေအရင်ကြိုက်တယ် top plate လေးကင်ပါတယ်ဒီက Aussie beef တွေကလည်းနုဖတ်အစ်ဆက်နေရောပဲအရန်စားကောင်းတယ်သူ့ရဲ့ signature sauce နဲ့နေထားတာကေက barbecue စားပြီးဆိုရင်တခါတည်းအကုန်လုံးကင်လိုက်တာကိုမကြိုက်ပါဘူးကင်လိုက်စားလိုက်နဲ့ကိုကြိုက်ပါတယ်အေးဝါတာကိုကေမကြိုက်ဘူးဒီ Aussie beef ဆိုရင်တော်တော်လေးကိုစားလို့ကောင်းတယ်ပြီးတော့ Aussie beef တွေပါတွေကမီးလေးပေးပြီးတော့နည်းလေးဆိုရင်ရပြီနော်ဘလိုမျိုးအကြာကြီးတင်ထားလိုက်လို့ရှင်စားလို့မကောင်းတော့ပါဘူးအခု Pepsi ယူခဲ့ရလို့ Pepsi လေးတွားယူနေရပါစားရရများလာတော့အီလာမဆိုးလို့ Pepsi လေးနည်းနည်းလေးတက်သွားတောက်လိုက်ပါတယ်ကေက buffet စားတဲ့အချိန်ဆိုရင်လုံးဝအီမခံပါဘူးဆိုရင်တောက်တာများလာလို့အစားကလည်းတိမ်စားနိုင်တော့ဆိုလို့ရှိရင်အစင်လေးပြောင်းတောက်လိုက်တယ်စင်လေးများနဲ့ပြစားလိုက်တယ်ညိုသီးဆက်လေးပြစားလိုက်တယ်အဲ့ဒါဆိုရင်ပြန်ပြီးတော့အစားတောက်ဖက်ကိုပြန်ပြီးတော့လှည့်နိုင်တော့ပါတော့Japanese style တော့စားလည်းမရပါဘူးကိုရီးယားဆက်ဆံလေးကလည်းစားချင်တော့စလက်ရွက်လေးနဲ့ထုတ်ပြီးတော့စားလိုက်ပါတယ်သူ့ရဲ့ time limit ကတော့2နာရီပါလုံးမအောင်မစားနိုင်တော့ပါဘူးအဲ့ဒါကြောင့်မလို့တခန့်ရက်လိုက်ပါပြီချိုပွဲကိုသွားပါတော့မယ်ရေခဲမုတ်လေးထည့်တယ် chocolate ice cream လုံးဝရှယ်ပြီးတော့ငှက်ပြောပေါင်းလေးလည်းကေစားခဲ့တယ်တိတ်လည်းမစားနိုင်တော့ဘူးကေကအရင်လည်းမစားနိုင်တယ်လို့ဆိုတော့လေပြီးတော့ရေခဲတုပ်လေးစားချင်တာနဲ့ရေခဲတုပ်လေးလည်းမှာစားခဲ့ပါတယ်barbecue လည်းကြိုက်တယ် buffet လည်းစားချင်တယ်ဆိုရင်တော့ကေကတော့မန်ဘုကုကို recommend ပေးပါတယ်လုံးဝ10 out of 10ပါပဲเนาะကေရဲ့ဗီဒီယိုလေးကိုကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်like and follow and subscribe